갑자기 내게 나타나준 너 난 아무 말도 할 수가 없었지 ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်အရင်တစ်ခေါက် Gmail account ဖွင့်ပြီးဗီဒီယိုလေးတင်တော့ပြောထားတဲ့အတိုင်းပဲ Google ကထုတ်တဲ့အသုံးဝင် application တွေပေါ့နော်အဲ့ဒီထဲမှာ Google Lens ရဲ့အကြောင်းလေးကိုလည်းပြောပြပေးခြင်းတာဖြစ်ပါတယ်အဲ့ Google Lens application တွေကဘာတွေအသုံးဝင်လဲဆိုတော့ကျွန်တော်တို့စာရွက်တွေပေါ့နော်ဒီစာပါတဲ့စာရွက်တွေကိုမြင်နေပြီးတော့ကျွန်တော်ကြည့်ပြီးပြန်ရိုက်နေရတာပေါ့နော်စာလေးအများကြီးအဲ့ဒါကိုပြန်ရိုက်နေရတယ်လို့အခက်အခဲကိုအနည်းငယ်တော့ဖြေရှင်းပေးနိုင်ဖြစ်ပါတယ်ကျွန်တော်စီမံချက်တွေစာအုပ်တွေအဲ့ဒါတွေကိုစုပ်ကော်ပြီးမရှိတဲ့အတွက်ပြန်ပြီးရိုက်နေရတယ်ပေါ့နော်ဒီကောင်းလေးရှိမယ်ဆိုရင်ကျွန်တော်တို့ကစာပြန်ရိုက်နေကြမလို့ပဲအဲ့စာရွက်ကစာသားလေးတွေကိုစုပ်ကော်ပြီးနေနဲ့ရောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီ software လေးကိုအသုံးပြုမယ်ဆိုရင်တော့အနည်းဆုံးဖုန်းမှာတော့ဒီ Google product တွေရှိဖို့လိုအပ်ပါတယ်ဒီ Google product ဆိုတာဒါလေးပေါ့နော် application ပေါ့ Google Play Store ရှိရမယ် Google Play Store ရှိပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာဒီ Google Lens လေးကို download ဆွဲလို့ရပါတယ်ရှိသေးဘူးပဲဆိုရင်ပေါ့နော်တော်များများတော့ဒီ Google product တွေကပါပါတယ်ရှိသေးဘူးဆိုလည်းဒီမှာ download ဆွဲလို့ရပါတယ်ဒီမှာကျွန်တော် Google Lens မှာရှားလိုက်မယ် LES နော် Lens Google Lens ဆိုရင်ဒီမှာတွေ့ပြီဒါကျွန်တော် install လုပ်ပြီးသားမလို့ပေါ့နော် install မလုပ်ရသေးဘူးဆိုရင်လည်းဒီမှာ install လုပ်လိုက်ရင်ရပြီပေါ့နော်ဒါ software လေးတွင်းနေနေပါဟုတ်ကဲ့ကျွန်တော်တို့အဲ့ Google Lens ရှိပြီဆိုရင်တော့ဒါစာဆန်းလို့ရပြီပေါ့နော်စမ်းကြည့်အောင်နော်ဒီမှာ Google Lens လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားတဲ့ဒါကျွန်တော်တို့မြင်ရပြီပေါ့နော်သူ့ရဲ့ကင်မရာပေါ့ကင်မရာ view ပါGoogle Lens လုပ်မယ်ဆိုရင်တော့ internet တော့လွယ်လို့ပဲပေါ့နော်ဒီ scan ဖတ်တဲ့အချိန်မှာ Wi-Fi သို့မဟုတ် internet တော့ဖွင့်ထားပါမယ်ဖွင့်ထားပြီဆိုရင်ကျွန်တော် scan ချက်လုပ်ကြည့်မယ် scan လုပ်ကြည့်မှာဒီမှာကျွန်တော်မြင်နေရတာလေးဒီမှန်ပြီးရတာ Google Search ပေါ့နော် Search button လေးပေါ့ဒီသုံးမျိုးလေးရတော့ကျွန်တော်တို့ကိုသုံးမဲ့စာသားယူမဲ့ဟာလေးပေါ့ဒီဘက် base ဆုံးကတော့ Google Translate ပါအဲ့တော့မသုံးသေးပါဘူးနော်ကျွန်တော်သုံးနေတဲ့ဟာလေးကိုပဲရင်စမ်းပြပါအောင်မယ်ဒီမှာ test ပေါ်လေးပေါ့အဲ့ဒါနှိပ်လိုက်မယ်ဟုတ်ကဲ့စာများတဲ့စာမျက်နှာလေးကျွန်တော်ယူလိုက်ပါဦးမရပါဘူးစကန်ဖက်တဲ့အချိန်မှာကျွန်တော်တို့အလင်းမောင်လေးတော့နည်းနည်းညီဖို့လိုတယ်ပေါ့နော်အားမအဆင်ပြေပါမယ်ပြီးတော့စာပိုက်တွေဆိုရင်ပို့အဆင်ပြေပါတယ်ဟုတ်ပြီးရင်ဒီသုံးမျိုးလို့ကျွန်တော်ချက်နှိပ်လိုက်မယ်ဒီမှာတော့စာသားလေးကို select မဲ့ပေးနေပေါ့နော်ပြီးရင် select on နှိပ်လိုက်မယ်နှိပ်ပြီးရင်သူကမေးပြီဘာလို့မလိုက်ပေါ့နော်ကျွန်တော် copy text ကိုယူလိုက်မယ် copy text ယူပြီးဆိုရင်ကျွန်တော်တနေရာမှာမှတ်မယ်ပေါ့နော်ကျွန်တော်ဒီ keep note လေးပါပဲတင်တာများပါတယ်သူကတော့ Google account ရှင်တော့ဘယ်ဖုန်းပဲပြောင်းပြောင်းသူ့ account မှာရှိတဲ့အတိုင်းပဲမှတ်ပြီးသားဖြစ်မှာပါစာသားရေးပါဆိုလဲမပြတ်ဘူးပေါ့နော် note မှတ်တဲ့ပုံမျိုးပေါ့ပေးချလိုက်မယ်ဒီမှာဆို soft copy ရပါပြီစာသားလေးပေါ့ဒီ soft copy ရပြီဆိုရင်ကျွန်တော်တို့ကစက်မှာရှိတဲ့ Gmail ကိုပို့လိုက်မယ်ဆိုရင်ကျွန်တော် set တဲ့ကိုတစ်ခါရောက်တော့မှာဖြစ်ပါတယ် set တဲ့ကိုပို့ရနေပေါ့နော်ကျွန်တော်ကွန်ပျူတာလေးကိုပို့ရနေပေါ့ပို့ကြည့်လိုက်မယ် Gmail ဖွင့်မယ် compose ကျွန်တော်မေးတယ်ပဲကျွန်တော်ချက်ပို့လိုက်မယ်ဒီမှာစာသားလေးချပြီးတော့ဖြည့်ပြီးတော့ paste နှိပ်လိုက်မယ်ခုနစာသားလေးရောက်သွားတယ်ပြီးရင် send နှိပ်လိုက်မယ်ဒါဆိုစက်ထဲမှာကို email အဲ့ email ဝင်ထားတယ်ဆိုရင်စက်ထဲမှာ copy လုပ်ပြီးတော့ကျွန်တော်အသုံးပြုခြင်းနဲ့ website ဖြစ်ကျွန်တော် file limit ချာ file ပေါ့နော်စာရေးစာရေးလုပ်တဲ့ file တွေမှာလည်း paste ချပြီးတော့ဒါကျွန်တော်တို့နည်းနည်း edit လေးလုပ်လိုက်ရင်ဒါသုံးလို့ရပါပြီအဲ့လိုပဲပေါ့နော်နောက်တစ်နည်းပေါ့နောက် Google Lens ကိုပဲကျွန်တော်ပြန်ဖွင့်လိုက်မယ်ရှာပါလို့ရပြီလဲဆိုတော့အခု Google Lens လေးရကျွန်တော်ကအလဲကသုံးမြောင်းလေးပဲစာသားပဲယူမှာဆိုနော်အဲ့လိုပဲကျွန်တော်ပြန်ရွေးလိုက်မယ်ရွေးပြီးသွားရင်ကျွန်တော်ချိန်လိုက်ပြီတိတ်လည်းမောင်းနေတော့ flash လေးနဲ့ဖွင့်လို့ရတယ်ဒီချိန်သုံးမြောင်းလေးပဲပြန်နှိပ်လိုက်မယ်
ဟုတ်ပြီနော်ဒီမှာဆိုရင် select all ရှိတယ်ဒီမှာပေါ်လာ listen all တဲ့ listen all တွေကပါလဲဆိုတာကျွန်တော်နှိပ်လိုက်မယ်နော်ဒါလေးချက်လိုက်နော် ခြားခြားနားထောင်ပြီးပဲလို့စာလုံးတွေစဉ်းစားရင်ပြီးတယ်မှာပြချင်းစောနဲ့ပေါင်းဆက်ထားတယ်လဲဆိုတာကိုနဲ့ရှာရမယ်အစားသူများထက်မြန်တယ်ဆိုတာကိုတွင်းပြီးလို့လုံးနေတာကိုကျမလေးဒေါသဖြစ်နဲ့ဆရာမရှိမှနေမဟုတ်ပဲနဲ့ပြောမှုစုပြီးတော့မရှောင်နိုင်ပါဘူးဟုတ်ကဲ့အဲ့လိုလေးလဲသူကအတန်ထွက်ပြီးဖတ်ပေးနိုင်ပါတယ်ဒါကျွန်တော်ခုနဓာတ်ပုံရိုက်တဲ့အချိန်မှာမညီလို့ပေါ့နော်ဒီချာလေးဒါကိုသုံးမယ်ဆိုရင်ဒီချာလေးချိန်ပြီးတော့ရလို့ရှိရင်စာသားလေးရွေးရလဲမှန်မယ်ခုနလိုအတန်ထွက်ပတ်တာလေးတည်းမှန်မယ်ပေါ့နော်သူအဆင်ပြေတာတော့တော်တော်များများတော့စာပိုက်တွေဆိုရင်ပိုအဆင်ပြေပါတယ်ကျွန်တော်ဇာတ်တွေပါဆိုရင်တော့တိတ်အဆင်မပြေဘူးပေါ့နော်ခုနလိုအထက်အောက်တွေ line မှန်မနေရလို့ကျွန်တော်တိတ်အဆင်မပြေပါဘူးဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် Google Lens သုံးလို့အဆင်ပြေမယ်ထင်ပါတယ်အားလုံးပဲအဆင်ပြေနေကြပါစေ会伤悲了，没听见，见到家里的桑拉冰面。